အဲ့တော့ဥရဝေလာကတ္တဗကဟာယဟန်ကြီးဘလို့ဖြစ်တာတော့နောက်ကလိုက်ခဲ့မယ်ဆိုပြီးတော့ခုငါရှိရနဲ့ငါအရင်ရောက်နေပါလားဘယ်လမ်းကနေလာတာတော့ငါတပူရိတ်ကျွန်းထိပ်ကိုသွားပြီးတော့တပူတပြေသီးလေးတောင်ငါခုလာသေးတယ်သင်စားခြင်းတယ်ဆိုရင်ရော့စားပါလားဆိုတပြေသီးလေးပေးတယ်တဲ့ဩဒီလိုတပြေသီးနဲ့တို့နဲ့မထိုက်တန်ပါဘူးယဟန်ကြီးတို့နဲ့သာထိုက်တန်တယ်မယူရှာဘူးရသိလားသူကဟုတ်လားမြတ်စွာဘုရားကတကူကြီးလိုက်တာဒါပေမဲ့အတွေးရပဲမှာအဆုံးတတ်တယ်ငါလိုယဟန်တာတော့မဟုတ်ဘူးသူကအဲ့ဒါကသူချွတ်လို့မရဘူးဖြစ်နေနော်အဲ့ဒါနဲ့မြတ်စွာဘုရားနောက်နေ့ကျတော့ဒီလိုပဲရှေ့ကကြွားနဲ့အဲ့ဒါမြတ်စွာဘုရားဇူရိတ်ကျွန်းဥသွားပြီးတော့နော်တပြေပင်အနီးမှာရှိတဲ့တရက်ပင်ဟာတရက်သီးကိုခူလာတယ်တဲ့ဟိုနောက်နေ့ကျတော့တရက်ပင်ဒီကတပြေပင်အနီးကရှစ်ရှားပင်ကနေရှစ်ရှားသီးကိုခူလာတယ်တဲ့နောက်တစ်နေ့ကျတော့ဖန်ကားသီးကိုခူလာတယ်တဲ့ဟုတ်လားနောက်တစ်နေ့ကျတော့မြတ်စွာဘုရားကတာဝရိန္ဒာနတ်ပြည်ကိုသွားပြီးတော့ပင်လယ်ကတစ်ပင်ခြေရင်ကကျွေးကြနေတဲ့ပင်လယ်ကတစ်ပွင့်ကလေးကိုကောက်လာတယ်ကောက်လာပြီးတော့သူ့ရင်ရောက်နေဘယ်လန်းကလာတာတော့ဘယ်လန်းကလာပြန်တာတော့ငါတာဝရိန္ဒာနတ်ပြည်ရောက်ခဲ့တယ်ပင်လယ်ကတစ်ပွင့်လေးတော့ငါယူလာတယ်အနက်နဲ့အစင်းနဲ့ပြည့်စုံတယ်ရော့ယူပါလားဆိုတော့ဩယဟန်ကြီးတို့သာထိုက်တန်တာပါတို့နဲ့မထိုက်တန်ပါဘူးအလွန်တကူကြီးတာပဲဒါပေမဲ့ငါလိုယဟန်တာတော့မဖြစ်သေးဘူးသူဒီလိုပဲတွေးတယ်အဲ့ဒါနဲ့နောက်တော့မြတ်စွာဘုရားကဒီယသိတွေကမီးပူဇော်ကြတဲ့ယသိတွေဆိုတော့သူထင်းနေပါလေလည်းအမြဲတမ်းစုထားတာသူတို့ရဲ့အယူအဆပေါ်လေသူ့အချိန်နဲ့သူတို့ကထင်းတွေခွဲကြတယ်မီးရှို့ကြတယ်မီးပူဇော်ကြတာရှိအဲ့ဒါနဲ့တနေ့တော့မြတ်စွာဘုရားအဲ့ဒီထင်းတွေသူတို့ခွဲကြမယ်လို့တော့ထင်းလုံးတွေတုံးမှဘလို့ခွဲလို့မှမကွဲစေတည်းလို့အဓိဋ္ဌာန်ထားတယ်တဲ့အဲ့ဒါယသိတွေအတင်းပစိန်တွေရဲရင်းနေနဲ့ခွဲရတယ်ဘလို့မှခွဲလို့မရအဲ့တော့သူတို့ကရိမ့်မိနေပြီဒါယဟန်ကြီးရဲ့တကိုးပြာရိဟာနေမှာအဲ့ဒါနဲ့တဲ့တဲ့ပဲမြတ်စွာဘုရားကိုမေးတော့သင်တို့ကွဲစီခြင်းတဲ့ဆိုရင်ငါကွဲအောင်လုပ်ပေးမယ်ဆိုပြီးတော့အဲ့ဒါထင်းတွေကတဖြောင်းဖြောင်းသူ့အလိုလိုကွဲသွားကြတယ်ကျန်တဲ့ယသိတွေလည်းအံ့ဩနေတယ်ဥရဝေလာကြီးကလည်းအံ့ဩတယ်ဒါပေမဲ့လို့ငါလိုရဟန္တာတော့မဟုတ်သေးဘူးအဲ့ဒါထင်းတွေခွဲပြီးသွားပြီးဆိုမီးရှို့ကြတယ်မီးပူဇော်ဖို့မီးကဘလို့မှညှိလို့မရဘူးအဲ့ဒါမြတ်စွာဘုရားကတခါတည်းမီးတွေတောက်စီလို့လို့တော့မီးတွေတခါတောက်လာပြန်တယ်အဲ့ဒါလဲသူကသူ့ကိုယ်သူယဟန္တာလို့ထင်တော့မယ်မြတ်စွာဘုရားတကူကြီးတာတော့အတိမတ်ပြုတယ်ဟုတ်လားနောက်မီးတွေဘလို့မှညှိလို့မရဘူးဒီဘလို့ရင်နဲ့ညှိလို့မှမီးကညှိလို့မရဘူးအံ့ဩစရာတွေကိုမြတ်စွာဘုရားလုတ်ပြတာပေါ့နော်အဲ့ဒါမြတ်စွာဘုရားပြန်ပြီးတော့အဲ့ဒီမီးတွေကိုညှိမ့်သက်ပေးလိုက်ပြန်တယ်အဲ့ဒါလို့တဲ့ဘုန်းဘုန်းတို့သူတို့ရေငုတ်ကြတာရှိတယ်အလွန်ချမ်းတဲ့အခါကာလမှာနော်ရေထဲကိုငုတ်ပြီးတော့ကြာနေနိုင်တယ်ခဏခဏငုတ်နိုင်တယ်ဆိုရင်ပို့ပြီးတော့သူတို့ရဲ့တဏ္ဍာမှာဖြစ်နေတဲ့မကောင်းမှုတွေတန့်ရှင်းတယ်စင်ကြယ်တယ်လို့သူတို့ကယူဆရှိအဲ့ဒါမြတ်စွာဘုရားတဏှာတဲ့မဟာကရုဏာလည်းပါမှာပေါ့အဲ့ဒီယသိတွေရေငုတ်ပြီးတော့ပြန်တက်လာရင်ကိုင်းသူတို့မီးလုံကြပါစေဆိုတော့မီးအိုးကင်း900ဖန်ဆင်းပေးထားတယ်အလွန်အေးတဲ့ကာလကြီးမှာရေငုတ်ပြီးတော့ကြည်တံမီးအိုးကင်း900ယဟန်ကြီးရဲ့တကိုးပြားလေးဟာအံ့ဩစရာကောင်းတယ်ဒါပေမဲ့လို့ငါလိုယဟန်တာတော့မဟုတ်သေးဘူးအဲ့လိုနဲ့16ခုမြောက်ပြားလေးဟာဘာပြတော့ဆိုတော့ဘုန်းတို့မိုးတွေကတအားရွာတယ်အခါမယ်မိုးကြီးအဲ့ဒါမြတ်စွာဘုရားကိုနေရာပေးထားတဲ့နေရာကအလွန်နှိမ့်တဲ့မြေပေါ့နော်ဂျိုင်ဝမ်းထဲမှာမြတ်စွာဘုရားကိုနေရာပေးထားတာအဲ့ဒါမိုးတွေကရွာတဲ့ခါရေတွေကြီးပြီးတော့မြစ်ဘေးမှာနေကြတာ哦အဲ့ဒါလှေတွေနဲ့ရဟန်းကြီးတော့ရေထဲမျောပါပြီရေတွေကြီးပါပြီဆိုပြီးတော့မြတ်စွာဘုရားကိုဆယ်တင်ဖို့ဆိုတော့လှေနဲ့လာကြတာယသိတွေကအဲ့ဒါမြတ်စွာဘုရားအဲ့ဒီရေတွေဝိုင်းနေတဲ့ကြားထဲမှာနော်ဖုံတထောင်းထောင်းထနေတဲ့ပုံသဏ္ဍာန်မျိုးဖန်ဆင်းပြီးတော့ဈဉ္ဉံကြွပြတယ်တဲ့တဥရဝေလာကတ္တဗယသိကြီးကအလွန်တကူကြီးတာပဲစွမ်းနိုင်ပါပြီဒါပေမဲ့လို့ငါလိုရဟန္တာတော့မဟုတ်သေးဘူးအဲ့ဒါလိုစဉ်းစားတဲ့အချိန်မှာမြတ်စွာဘုရားအိန္ဒြေရင့်ပြီဆိုတာလည်းသိတဲ့အတွက်ကြောင့်ဥရဝေလာကတ္တဗတဲ့သင်ဟာယဟန္တာလည်းမဟုတ်ဘူးဟုတ်လားပွင့်ပွင့်လင်းလင်းပြောတော့တာနော်အဲ့ဒီကြတော့မှသင်မှာယဟန္တာဖြစ်ဖို့မပြောနဲ့ယဟန္တာအဖြစ်ကိုရောက်စေတတ်တဲ့အကျင့်တောင်မြူမုံလောက်တောင်မရှိဘူးလို့ပြောတယ်အဲ့ဒီကြတော့မှ तू တခါတည်းထိတ်လန့်သွားတယ်တကယ်လည်းသူ့အဲ့ဒီကြတော့မှနော်မြင်လိုက်တယ်လို့မျိုးဖြစ်သွားတာလည်းဖြစ်မယ်ပေါ့နော်